comment တစ်ခုမှာ opening ဆိုတာဘာလဲအင်ဂျီတွေဝတ်တဲ့အခါမှာချွတ်ရဝဲရလွယ်ဆွေဖို့အတွက်ရွေးချက်ချီဖောက်ထားတဲ့အကွဲအဟိုက်စားတဲ့အဖွင့်နေရာတွေကိုခေါ်တာဖြစ်ပါတယ်လေပင်ရင်ခါတင်တဲ့ဒီလက်ကဝတ်လိုနေရာမျိုးတွေမှာအများဆုံးတွေ့ရပြီးတော့အသုံးဝင်ရုံတက်တဲ့အပြင်အလှပ decoration အတွက်လည်းထည့်သွင်းတတ်ကြတယ်ရှေ့ခေတ်ကပိတ်စတွေကိုကိုမပတ်ပြီးတော့ဝက်စင်တဲ့ drape ပုံစံတွေအပေါက်ဖောက်ပြီးတော့စုဝတ်တဲ့ဝက်စုံပုံစံတွေက opening ရဲ့ရှေ့ပြေးတွေဖြစ်ခဲ့ပြီးခန္ဓာကိုယ်မှာပတ်ထားတဲ့ပိတ်စတွေမြင်းမြတ်နေဖို့အတွက် brush ရင်တိုးချိတ်တွေကြိုးတွေအစရှိတဲ့ပစ္စည်းတွေသုံးခဲ့ကြတယ်ဒါတွေဟာကလိုချားတွေရဲ့အစဆုံးပုံစံတွေဖြစ်တယ်ကျက်သီးအကြောင်းပြောရရင်အစောပိုင်းကာလတွေကကျက်သီးကိုအလှဆင်မှုအတွက်သုံးခဲ့ကြတာပေါ့နော်အကွဲတွေနေရာတွေကိုပိတ်ဖို့သုံးခဲ့တာတော့မဟုတ်ပါဘူးဥရောပမှာကျက်သီးပေါက်တွေကိုတီထွင်နိုင်ခဲ့တဲ့အချိန်73ရာစုလောက်မှာဝတ်စုံတွေကိုခန္ဓာကိုယ်နဲ့ကွတီဖြစ်အောင် opening နည်းတွေကိုသုံးပြီးဝတ်လာနိုင်တာဖြစ်ပါတယ်ဒီနေ့ခေတ်အမျိုးသားဝက်နဲ့အမျိုးသမီးဝက်အင်ဂျီတွေမှာကျက်သီးနဲ့ကျက်သီးပေါက်ထားတဲ့ဘက်တွေမတူတာကိုသတိထားမိကြပါလိမ့်မယ်ဒါဘာကြောင့်လဲဆိုတာရောတွေးမိကြရဲ့လားအမျိုးသားတွေရဲ့အင်ဂျီတွေမှာကျက်သီးတွေကညာဘက်ချမ်းမှကြည့်ပြီးတော့ကျက်သီးပေါက်တွေကဘယ်အရှမ်းမှရှိပါတယ်ဒါက opening ကိုစသုံးလာတဲ့အချိန်အမျိုးသားတွေကအင်ဂျီတွေကိုကိုယ်တိုင်ဝတ်ဆင်ရတာဖြစ်ပြီးအသုံးများတဲ့ညာလက်နဲ့ကျက်သီးတက်ရလွယ်အောင်လုပ်ထားတာပေါ့နော်ပြီးတော့မှစစ်မဲ့ထူပြောနေတဲ့ကာလအမျိုးသားဆိုရင်တိုက်ပွဲဝင်ရတဲ့ကာလဖြစ်တဲ့အတွက်ညာလက်နဲ့ဓာတ်ကိုအမြန်ဆွဲထုတ်နိုင်မှုအတွက်ဘယ်လက်နဲ့ကအင်ဂျီဟလို့ရအောင်ပေါ့နော်အင်ဂျီအဖွင့်ကိုညာဘက်အချက်မှာဟထားပေးတာဖြစ်ပါတယ်အမျိုးသမီးအင်ဂျီတွေမှာတော့ကျက်သီးကဘယ်ချမ်းမှရှိပြီးကျက်သီးပေါက်ကညာဘက်ချမ်းမှရှိပါတယ်ရှေ့ခေတ်ကချမ်းသာတဲ့အမျိုးသမီးတွေကအင်ဂျီကိုကိုယ်တိုင်ဝတ်ဆင်ရမလို့ပဲနဲ့သူတို့ရဲ့အစိတ်ခံတွေကဝတ်ပေးကြတာပေါ့နော်အဲ့တော့မျက်နှာချင်းဆိုင်ကနေကျက်သီးတက်ရလွယ်အောင်ဝတ်ပေးတဲ့လူရဲ့ညာဘက်လက်အဝတ်ခံတဲ့လူရဲ့ဘယ်အချက်မှာကျက်သီးကိုထားခဲ့တာဖြစ်ပါတယ်ဒါအခုခေတ်မြင်တွေ့နေရတဲ့အမျိုးသားဝက်အမျိုးသမီးဝက်တွေရဲ့ဘယ်ပုံညာပုံမတူညီရခြင်းရဲ့နောက်ခံအကြောင်းရင်းတွေဖြစ်ပါတယ်။ဒါတွေကတော့ opening လုပ်ထားတဲ့ပိစတွေရဲ့အနာသားတွေကိုတည်တတ်အောင်အနာပြန်သိမ်းတဲ့နေတွေပါ။ချိတ်ဖေးစိမ်းဆိုတာကတော့ကိုအနာကွတ်ချင်တဲ့အင်ဂျီရဲ့အစိတ်အပိုင်းကို copy ကူးမယ်။ပြီးတော့ opening တစ်လျှောက်ကိုတွဲရှုပ်သွားပြီးတော့အတွင်းဘက်ကိုလှန်ချလိုက်တာဖြစ်တယ်ချုပ်လို့မှုလောကမှာလူအကြိုက်ဆုံးအမျိုးအစားဖြစ်ပြီးတော့အင်ဂျီအပြင်ဘက်ကနေကြည့်ရင်ချုပ်ရိုးတွေမမြင်ရပဲတတရရဖြစ်စေတယ် hand facing ကတော့အလွယ်ဆုံးနည်းလမ်းပါ opening တစ်ချောက်ကပိတ်စကိုနှစ်ထပ်ခောက်ပြီးတော့ဆက်နဲ့နင်းချုပ်အချောတတ်တာဖြစ်တယ်အတွင်းစာ facing ရင်စစ်စာ placket တွေထပ်ထည့်စရာမလိုတဲ့အတွက်ချုပ်ရတာအမြန်ဆုံးနည်းလမ်းဖြစ်တယ်ကန့်သတ်ချက်အနေနဲ့ကအနားကိုနှစ်ခေါက်ခောက်ပြီးချုပ်ရတာဖြစ်လို့ဒီအကွေးအဝိုင်းနေရာတွေမှာခောက်တဲ့အပြားမကျဲဘူးမကြီးဘူးသတိထားရမှာပေါ့နော်မြန်မာဝက်စုံတွေမှာဆိုရင်အင်ဂျီအောင်နာခောက်တဲ့နေရာတွေမှာ3 cm လောက်ထိအပြားအကြီးခောက်ထားတာကိုတွေ့ရတယ်ပေါ့ပပနဲ့အသားမထူစေရှင်တဲ့အချိန်မှာတော့ဒီ blouse အင်ဂျီတွေမှာစကတ်အနာသားတွေမှာကျတော့1 cm အပြားလေးကိုပဲနှစ်ခေါက်ခောက်တာမျိုးတွေတွေ့ရတယ်နောက်တစ်ခုကတော့ bias spacing ပါမြန်မာလိုဆိုရင်အဆွေသားနဲ့လုံးကိုကွတာပေါ့နော်သူရဲ့အားသာချက်ကချိတ် facing ကိုမသုံးချင်တဲ့အချိန်မှာပိစမလောက်တဲ့အချိန်မှာဒါမှမဟုတ်ရင်ဒီဇိုင်းအရာအနာသားလေးတွေကိုပေါ်ချင်တဲ့အချိန်မှာလေပင်အဝိုင်းလိုနေရာတွေဂျိုင်းအဝိုင်းလိုနေရာတွေမှာပုံမပြတ်ပဲအလိုက်တင်အနာကွတ်နိုင်တာမျိုးဖြစ်ပါတယ်facing နေအများကြီးတွေကမှ opening အတွက်အဓိကအသုံးဝင်တဲ့သုံးမျိုးကိုရသွားပြီဆိုရင် opening နေအကြောင်းကိုဆက်သွားရအောင်ပထမဆုံးအနေနဲ့ edging ဆိုတာကပိတ်စားတွေ opening လုပ်တဲ့အချိန်မှာအထည်စားနှစ်ခုကတစ်ခုပေါ်တစ်ခုထပ်နေတာမျိုးအပူပိတ်စားတွေအများကြီးသုံးတာမျိုးမဟုတ်ဘဲနဲ့အပေါက်ဖောက်ပြီးတော့အနာတထားတာဒါမှမဟုတ်အကွဲရဲ့အနာသားတွေကိုပုံစံအမျိုးမျိုးနဲ့အချောတထားတဲ့နည်းတွေဖြစ်တယ်လွယ်လေးပြောရရင်တော့ downline အစင်းကြောင်းအကွဲကြောင်းအဟကြောင်းတွေလိုပဲပြောရမှာပေါ့နော်နောက်တစ်ခုက upper lapping group upper lapping ဆိုတာကတော့အဝတ်စားတစ်ခုအပေါ်မှာနောက်တစ်ခုကထပ်တင်လိုက်တဲ့ပုံစံပေါ့ခန္ဓာကိုယ်အချိုးအစားကိုပေါ်လွင်စေပြီးသူကတော့အဝတ်အစားတွေကိုပိုပြီးခိုင်ခန့်စေတယ်ဒီပုံထဲမှာမြင်ရတဲ့ single breasted double breasted ကုတ်တွေဒီ wrapping design ပုံအင်ဂျီတွေဟိုဘက်ဒီဘက်မညီမညာထပ်ထားတဲ့ instrumental ပုံစံအင်ဂျီတွေ
ဒါတွေက overlapping အုပ်စုတွေဖြစ်တယ်မြန်မာနိုင်ငံကဒီရင်ဖုံးပုံစံနေဆိုလို့ရှိရင်လည်း instrumental ထဲမှာပါတာပေါ့နော်အလွယ်ပြောရရင်ပိစာဟိုဘက်ဒီဘက်ထပ်ပြီးတော့ opening design လုပ်ထားတဲ့အုပ်စုက overlapping အုပ်စုဖြစ်မယ်ဒါတွေကတော့ placket ဆိုတာက opening တစ်ချောက်ပိစာအပေါ်တွဲပြီးတော့မှကျက်တီးတက်ဖို့ပြုလုပ်ထားတာဖြစ်တယ်ဒီခွဲဟလိုက်တဲ့နေရာတွေကိုရှေ့မှာပြောခဲ့တဲ့ facing နီးတွေအနာကွတ်တာတွေခောက်တာတွေကတခုမှမတုံပဲနဲ့တီးတန့်ပိစာအပူတွေးတာဒါမှမဟုတ်ရင်ခွဲချောင်းကိုမြင်မြင်အောင်ဖုံးတာပေါ့နော်အဲ့ဒီနီးတွေက placket တွေဖြစ်တယ်လွယ်လွယ်ပြောရရင်ကျက်တီးပေါက်စာကျက်တီးထပ်စာတွေအတွက်အပူထည့်ထားတဲ့ပိစာတွေအလုံးက placket တွေဖြစ်တယ်ရှာအင်ဂျီတွေ blouse တွေပေါင်းပြီးစစ်တွေမှာအများဆုံးတွေ့ရတတ်တယ်ရှေ့မှာပြောခဲ့တဲ့ opening တွေအားလုံးကိုပြန်ပိတ်တာကို pass in လို့ခေါ်ပြီးတော့ပြန်ပိတ်ဖို့အတွက်သုံးတဲ့ပစ္စည်းတွေအားလုံးကို pass in တာဒါမှမဟုတ် closure တွေလို့ခေါ်တယ် closure တွေကိုအဝတ်အစားလုံခြုံအောင်ပြန်ပိတ်ရုံတသက်တာမဟုတ်တော့ဘဲနဲ့အလှအပအနေနဲ့ပါထည့်သွင်းသုံးထားတာတွေကိုလည်းအများကြီးတွေ့ရပါလိမ့်မယ်ဒီဗီဒီယိုလေးကတစ်စင် comment တစ်ခုရဲ့ opening နဲ့ passing အကြောင်းကိုအချမ်းဖြင့်ရပါမယ်လို့ထင်ပါတယ်အဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်